တက်ရှင်တော်မူသောထာဝရဘုရားရဲ့နာမတော်ကိုချီးမွမ်းပါလေ။ယနေ့တို့ကစဉ်းစားဆင်ခြင်နှလုံးသွင်းတဲ့ပွင့်ရတွင်ဟေဘဲဩဝါဒစာခန်းကြီး7နှစ်ခန်းငယ်1ထို့ကြောင့်ဤများလောက်များစွာသောတသက်ပေါင်းတို့သည်ငါတို့ကိုဝမ်းရလျက်ရှိကြ၏။ငါတို့သည်ခတ်သိမ်းသောဝင်တို့ကို၎င်းနှောက်ယှက်တတ်သောဒုစရိုက်ကို၎င်းဖယ်ရှား၍ငါတို့မျက်မှောက်၌ထားသောပန်းသုံးတိုင်တို့ရောက်ခြင်းကအာမလျှော်ပြီးကြကုန်ဟံဟေဘဲဩဝါဒစာကဒီနေ့ယုံကြည်သူများကိုခွန်အားပေးတဲ့အခါမြောက်များစွာသောတက်တည်တွေဟာငါတို့ဘဝမှာဝိုင်းရံနေရှိတယ်။အဲဒါကြောင့်ငါတို့ဒီခတ်သိမ်းသောဝင်တို့နှောက်ယှက်တတ်တဲ့ဒုစရိုက်တွေကိုဖယ်ရှားပြီးမျက်မှောက်၌ထားတဲ့ပန်းသုံးတိုင်ကိုရောက်ခြင်းကအာမလျှော့ပဲပြီးကြကုန်ဟန်ဖော်ပြပါတယ်။ဆိုလိုခြင်းတိတ်ပဲကဘောအတ္တတာမှာနေ့ရက်စဉ်တိုင်းကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေထဲကနေဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့်လွတ်မြောက်နိုင်တယ်ဘုရားသခင်ကျေးဇူးတော်အဖြစ်အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ငိုကြွေးခြင်းတွေခက်ခဲမှုတွေပြဿနာတွေမိသားစုတိုင်းရောက်တိုင်းကြုံတွေ့ခဲ့တယ်။ဒါပေမဲ့ဘုရားသခင်ဤများစွာသောတက်တည်ကကျွန်တော်တို့ပေါ်မှာလွန်ခဲ့ပြီးတော့နေ့ရက်ကာလမှာတက်တည်ပြုခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ယနေ့မှလည်းသင်ကြုံနေတဲ့ပြဿနာခက်ခဲမြောက်များစွာတို့ဒီဘဝတက်တာမှာကြုံနေကောင်းကြုံနေနိုင်ပါလေ။ဒါပေမဲ့တေချာတာကမြောက်များစွာသောတက်တည်အားဖြင့်ဖခင်ကထပ်လောင်းပြိုမှာဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူဖခင်သားသမီးရဲ့တက်တာမှာဖခင်သခင်ပြုတဲ့မြောက်များစွာသောတက်တည်တွေမြောက်များစွာရှိပါတယ်။တခါတည်းရန်ကျွန်တော်တို့မေ့လျော့နေလို့ပဲဖြစ်ပါတယ်။စဉ်းစားဆင်ခြင်တဲ့အခါ2024 2025မှာဖြတ်တန်းခဲ့တဲ့အခက်အခဲမှုပြဿနာတွေထဲမှာလည်းမြောက်များစွာသောတက်တည်များကကျွန်တော်တို့ကိုလွတ်မြောက်ခြင်းပေးတယ်။အောင်မြင်ခြင်းပေးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ဘဝတက်တာမှာဖခင်သခင်ကျေးဇူးပြုခြင်းတက်တည်တွေရှိတယ်ဆိုတာကိုမမေ့လျော့ပဲဒီနေ့အားမလျှော့စိတ်မပြတ်ပဲဘဝတက်တာဒီနေ့အောင်မြင်သောတက်တာဖြစ်ဖို့ကြိုးစားအားထုတ်ဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။တောလျာကျမ်းခန်းကြီး14ခန်းငယ်9မှာထာဝရဘုရားကိုမပုံခံကြပါနဲ့ထိုပြည်သူပြည်သားတို့ကိုမကြောက်ကြနဲ့သူတို့ဒီငါတို့စားစရာဖို့ဖြစ်ကြ၏သူတို့၌အမိတကယ်မရှိထာဝရဘုရားဒီငါတို့ဘက်၌ရှိတော်မူ၏တို့ဖြစ်၍သူတို့ကိုမကြောက်ကြနဲ့ဟုပြောဆိုကြ၏ဒီနေ့ဒီနှုတ်ကပတ်တော်ကိုစဉ်းစားစီရင်တဲ့အခါဣသရေလလူမျိုးများရဲ့တမိုင်းကြောင့်ဖြစ်ပါတယ်ဘုရားသခင်ကမောရှေကိုဣသရေလလူမျိုးတွေကိုဥဆောင်ခိုင်းပြီးခါနာန်ပြည်ဂရိထားရာကောင်းစားရာပြည်ကိုပို့ဆောင်ပြဖို့ဖြစ်ပါတယ်ဒါပေမဲ့ဘဝအသက်တာမှာဣသရေလလူမျိုးများဖြတ်တန်းခဲ့တဲ့ဘဝခီးလန်းကအင်မတန်ကျမ်းပါလေညင်ပန်းနှိပ်စက်ခြင်းတွေခံရတယ်လို့ဒီနေ့ခက်ခဲမှုမြောက်များစွာနဲ့ဘဝကိုဖြတ်တန်းရတဲ့အခြေအနေရှိပါတယ်။ကြောင်းရွံ့ရတဲ့အခြေအနေဖြစ်ပါဒီဖြတ်တန်းရတဲ့ဘဝကအင်မတန်ခက်ခဲမှုတွေနဲ့ရေးဆိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဖြတ်တန်းခဲ့တဲ့နေ့ရက်တိုင်းမှာဖရာသခင်အတူပါရှိခြင်းတက်တည်ဟာများစွာသောတက်တည်တွေနဲ့ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။နေ့အချိန်မှာဒီနေ့တိမ်တိုက်ခဲ့တော့၎င်းညအချိန်မှာမိတိုင်ခဲ့တော့၎င်းဖရာသခင်ကတက်တည်ပြုခဲ့ပါတယ်။အစာအစာမရှိတဲ့အခါဒီနေ့မာနမှုကိုချပေးတယ်တောင်းတတဲ့အခါမှာဖခင်ကဖြည့်ဆည်းပေးတဲ့တက်တည်တွေများများစွာခံစားခဲ့မှုတဲ့တက်တည်တွေဣသေလရဲ့လူမျိုးများရဲ့ဘဝမှာကြုံခဲ့ပြီးဖြစ်ပါတယ်ထို့သူပဲခါနာန်ပြည်ကိုတွားမဲ့ဒီနေ့ခါနာန်ပြည်ရဲ့အရာတာကိုခံစားဖို့ဣသေလလူမျိုး12မျိုးຫນွေတွေက12ယောက်ကိုဆေလွတ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ထဲမှာ10ယောက်ကတော့မဖြစ်နိုင်တဲ့အတိုင်းအတာတစ်ခုကိုပြောပြီးငါတို့ဟာနှံကောင်းကဲ့သို့ပဲဖြစ်တယ်သူတို့ဟာဒီနေ့အင်မတန်ကြီးမားတဲ့ခန္ဓာကိုယ်ကြီးနဲ့ဒီနေ့သူတို့ရှိမှမှာငါတို့နှံကောင်းပဲဖြစ်တယ်မဖြစ်နိုင်ဘူးလို့ဒီနေ့ဆိုပါတယ်ဒါပေမဲ့ဖခင်သခင်ကိုယုံကြည်စိတ်ချတဲ့တက်တဲ့များစွာကိုစင်မြဲခံစားခဲ့မှုတဲ့အတ္တတာမှာရှိတယ်ယောရှုနဲ့ကာလက်ကတော့မကြောက်နဲ့ငါတို့မှာအမိတကယ်ဖြစ်တယ်ဖခင်သခင်ငါတို့ဘက်မှာရှိတယ်သူတို့ဘက်မှာအမိတကယ်မရှိဘူးငါတို့အတွက်သူတို့ဟာစားစရာပဲဖြစ်တယ်လို့ခွန်အားပေးပါတယ်ဒီအရာတွေကနှိုက်ထုတ်ရမယ်ဆိုရင်ဆယ်ယောက်တော်သူတွေကမြောက်များစွာတော့တက်တည်ရှိတော့လေဖခင်ကျေးဇူးကိုမသိအားလျှော့စိတ်ပြက်ပြီးလာမဲ့နေ့ဖြန်ရဲ့နေ့ရဲ့ကာလမှာဒီအားလျော့စိတ်ပြက်ပြီးဒီပန်းတုံးနိုင်ရောက်ခြင်းကမကြိုးစားချင်ဘူးဆိုတာတွေ့ရပါတယ်ဒါပေမဲ့နှစ်ယောက်တော်သူဖြစ်တဲ့ကာလက်နဲ့ယောရှုကဘုရားသခင်ပေးတဲ့များစွာသောတက်တည်တွေဟာသူ့ဘဝမှာဝိုင်းရံနေရှိသလို80မိနစ်ဖြန်နေ့ရဲ့ကာလမှာလည်းခက်ခဲခြင်းနဲ့အောင်မြင်မှုပြီးမယ်ဆိုတာယုံကြည်စိတ်ချနေသောပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကကာလက်နဲ့ယောရှုဟာ
ငါအနောက်ကိုလုံးလုံးလိုက်တော်သူဖြစ်တယ်လို့ချီးမွမ်းခဲ့ပါတယ်ဒါကြောင့်ဖယားသခင်တက်တည်မြောက်များစွာခံစားတဲ့ဘဝတက်တာမှာကာလက်နဲ့ယောရှုတက်တာကဲ့သို့အာမလျှော့စစ်မပြစ်ပဲဖယားပြီးမဲ့ကောင်းစားရာဂရိတော်ထားရနေမည်ခါနန်ပြည်ကိုဝင်စားဖို့ကောင်းစားရာဘဝတက်တာဖယားကျေးဇူးပြုခြင်းကိုခံစားဖို့ဆိုရင်ခက်ခဲပြဿနာတွေကတားဆီးတွေထဲကအောင်မြင်နိုင်ဖို့ဟာအာမလျှော့စစ်မပြစ်ပဲပန်းသုံးနိုင်လို့ရောက်ဖို့ပြေးဖို့လိုအပ်ပါတယ်ဒါကြောင့်သင်ဟာဘဝမှာကြုံတွေ့နိုင်တဲ့အခက်အခဲတွေများစွာရှိနိုင်တယ်ဒါပေမဲ့များစွာသောတက်တည်တွေကတင့်ကိုဖြတ်တန်းအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်2026မှာလည်းတင့်ကိုကြုံတွေ့မဲ့အခက်အခဲပြဿနာတွေထဲကများစွာသောတက်တည်တွေပြုပြီးအောင်မြင်ခြင်းပေးမှာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုဆွဲလန်းပြီးကာလနဲ့ယောရှုကဲ့သို့အသက်တာဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်ဟေဘရဲဝါဒစာခန်းကြီး73ခန်းငယ်15မှာထို့ကြောင့်ငါတို့ဒီဘုရားသခင်ကျေးဇူးတော်ကိုဝန်ခံလဲနှုတ်ခမ်းအသီးသီးဟူသောချီးမွမ်းခြင်းရစ်ကိုသခင်ယေရှုခရစ်အပြင်ဘုရားသခင်ရှိတော်၌အစဉ်ပူဇော်ကြကုန်အံ့မှန်ပါတယ်ဒီနေ့2025ထဲမှာဖြတ်တန်းခဲ့တဲ့အခက်အခဲတွေများစွာသောတက်တည်တွေနဲ့2026ရောက်ခဲ့ပါပြီဒါကြောင့်2026ထဲမှာလည်းကြုံတွေ့ရမယ့်ပြဿနာအခက်အခဲတွေဟာငါတို့ဘဝတက်တာဒီနေ့ဖြတ်တန်းရတော့နေ့ရက်ကာလဒီဖခင်ကများစွာသောတက်တည်ပြုမယ်ဆိုတာယုံကြည်စိတ်ချဖို့လိုအပ်ပါတယ်နေ့ရက်တိုင်းဟာချီးမွမ်းစုတော်ချီးမွမ်းစရာဖြစ်တယ်လို့ကျွန်တော်တို့ရဲ့တက်တာရဲ့နှုတ်ခမ်းတွေလည်းကိုတော်ကောင်းမြတ်ကြောင်းကိုချီးမွမ်းတတ်ခြင်းတက်တာဖြစ်ဖို့လိုတယ်ဆိုတာကိုဟေဘဲ73:15ကဖော်ပြပါတယ်ဒါကြောင့်ဘုရားသခင်ကျေးဇူးတော်ဝန်ခံပြီးကျွန်တော်တို့နှုတ်ကယေရှုခရစ်တော်အားဖြင့်ခံစားတဲ့ကောင်းချီးမင်္ဂလာတွေအောင်မြင်ခြင်းတွေချီးမွမ်းတတ်ဖို့လိုအပ်ပါတယ်များစွာသောတက်တည်တွေပြုခဲ့တယ်များစွာသောတက်တည်တွေပြုအောင်မှဖြစ်ပါတယ်ဒါကြောင့်ရှေ့ဆက်အနာဂတ်မှာဘာတွေကြောက်မလဲဒီနေ့အားနေတော့ဣတိလလူမျိုး10ယောက်ထဲကပြောတဲ့စကားတွေသိရှိမလားကာလနဲ့ယောရှုကဲ့သို့ဒီနေ့ဖျားပေါ်မှာများစွာသောတက်တည်ကိုမျှော်လင့်လက်သိရှိမလားဒါကြောင့်အသက်တာထဲမှာများစွာသောတက်တည်ဒီကျမတို့တက်တာကိုဆက်လက်အောင်မြင်ခြင်းပေးအောင်မယ်ဆိုတာကိုခွာပြီးနှုတ်ဆော်တိုက်တွန်းခြင်းနဲ့အာမလျှော့စစ်မပြပဲပန်းသုံးနိုင်လို့ရောက်ခြင်းကဒီနေ့ဖျားသခင်ကိုယုံကြည်စိတ်ချလက်များစွာသောတက်တည်အပြင်အောင်မြင်တော်သူဖြစ်ဖို့အရောက်တိုင်းကိုခွာပြီးနှုတ်ဆော်တိုက်တွန်း